မျိုးသမီးကျွန်တော်ဘာပြောလဲဆိုတော့ဆရာဒေးဗစ်ယေရှုပြုတရားဟောရင်ဖြည်းဖြည်းဟောပါကျွန်တော်ဖြည်းဖြည်းဟောပါပြီးတော့အတန်နဲ့လျှော့ပါကျွန်တော်မလျှော့နိုင်ဘူးဒီလောက်ကြီးမြတ်တဲ့ဖခင်ဒီလောက်ကောင်းမြတ်တဲ့ဖခင်ဒီဖခင်ကိုကျွန်တော်ကပြောရင်းနဲ့ကျွန်တော်ဘာသာအားတက်လာတော့မတက်နိုင်ဘူးလေသူများခွန်အားရမရကျွန်တော်ဟောကျွန်တော်ရတယ်လေဘာဖြစ်လဲလို့ဟာလေလုယာကျွန်တော်ခွန်အားရတယ်ဘာလို့ကျွန်တော်ပြောတာကျွန်တော်ပဲသိတယ်ဗျာကျွန်တော်ပြောတာကျွန်တော်ပဲသိတယ်ကျွန်တော်ဝမ်းမြောက်တယ်ဘာကြောင့်လဲဆိုတော့ဒီဖခင်မရခင်ကျွန်တော်ဘာအသုံးမှကြားတဲ့ကောင်မဟုတ်ဘူးသိလားမင်းကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ဘယ်လိုခေါ်လဲဒီခေတ်ဒီကာလဆိုရင်တော့ autism နဲ့ဖြစ်လာတဲ့ကောင်ကျွန်တော်ဟုတ်တယ်ကျွန်တော်စကားငယ်ငယ်မပြောခဲ့ဘူးစကားပြောရင်သူများနဲ့ကျွန်တော်မတူဘူးဒါကြောင့်ကျွန်တော်အဖေမေကျွန်တော်အရန်တနာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါဘာခေါ်လဲမသိဘူးပေါ့ဒီလိုလေတိတ်ပြီးတော့လူရမဝင်တဲ့ကလေးလေသိလားလူရမဝင်တာလားပါလဲအဲ့လိုဘာတင်ပေးလို့မတတ်ဘူးကျွန်တော်ငယ်တော့တကယ်အဲ့ဒါသူများတင်ပေးလို့ကျွန်တော်မတတ်ဘူးဒီနေ့ထိကျွန်တော်တင်ချာမတွက်တတ်ဘူးသူများဘလောက်တင်ပေးကျွန်တော်နာကိုမလဲတာအောင်ဆိုင်နော်ဒါပေမဲ့သူများမတင်ပေးပဲနဲ့ကျွန်တော်တတ်နေတာတွေကကိုယ့်ဘာသာကိုတတ်တာအများကြီးရှိပြန်အောင်သူများတင်ပေးတဲ့ဟာကျွန်တော်တင်ယူလို့မရဘူးဒါပေမဲ့သူများတင်စရာမလိုပဲနဲ့ကျွန်တော်ဘာသာကျွန်တော်တတ်နေတဲ့ဟာတွေကအများကြီးရှိတယ်ဥပမာကျွန်တော်ကနေပြီးတော့မှဘာကြောင့်မှမတတ်ပဲနဲ့ကျွန်တော်စီးပွားရေးဘယ်လိုလုပ်ရင်ရမလဲဆိုတာကျွန်တော်သိတယ်အထက်ကနေအဲ့တော့ဘာကြောင့်မှလည်းမတတ်ထားဘူးကျွန်တော်ဘယ်လိုလုပ်ဘယ်လိုရမယ်ဘယ်လိုရအောင်ကျွန်တော်မကြွားချင်လို့တော့သူများတင်စရာမလိုပဲနဲ့ကျွန်တော်ဘာသာကျွန်တော်ဘလိုင်းနားလေပြီးတော့ကျွန်တော်ထားလို့တာတော်အောင်မြင်နေတာအဲ့ဒါကိုခရိယန်တချို့ကနားမလဲပဲနဲ့ဆရာဒေးဗစ်လားတရားဟောပြီးတော့အလူငွေတွေဖြောက်ကောက်စားတယ်လို့ထင်တာ no ကျွန်တော်မှုတော်ဆောင်နေကျွန်တော်ဝိညာဉ်သားသမီးအကုန်လုံးသင်တယ်ငါတို့ generation မှာငါ generation မှာရှိတယ်အမှုတော်ဆောင်နေအလုံးငါမွေးထုတ်တဲ့မှုတော်ဆောင်နေအလုံးသူများအလူငွေမျောတဲ့ထဲမှာမင်းတို့မပါစေနဲ့ကျွန်တော်နားမှာနေတဲ့သူတွေအတိဆုံးအနားမှာမနေဘူးပဲနဲ့ရှောက်ပြောတဲ့အဖွဲ့တွေအများကြီးရှိတယ်ကျွန်တော်နားမှာအနိကလာနေတဲ့အဖွဲ့တွေဆိုကောင်းသိတယ်ကျွန်တော်ဒီဘက်ကအလူငွေရရင်အဲ့ကောင်ဒီမှာဆွဲထုတ်လို့ကျွန်တော်ဒီဘက်ကနေကျွန်တော်ဘေးနားရှိတဲ့သူအကုန်ပြန်ပေးပြီလာငါသားလာမင်းပါလုံးနဲ့ရော့ယူပေးတဲ့ဟာတွေအားလုံးကျွန်တော်ဒီဘက်ကဝင်ဒီဘက်ကထွက်ဒီဘက်ကဝင်ဒီဘက်ကထွက်အဲ့လိုပဲဘယ်လောက်စာအိတ်ထဲမှာဘယ်လောက်ပါလဲအဲ့ဒါကျွန်တော်ကိစ္စမဟုတ်ဘူးကောင်းကြီးခံစားတဲ့ကောင်ကတော့စာအိတ်ကောင်းရမှာပေါ့စာအိတ်က20တန်စာအိတ်ဆိုရင်တော့သူလည်း20ပဲရမှာပေါ့ကျွန်တော်မသိဘူးအထဲမှာဘယ်လောက်ပါလာလဲဘုရားဖော်ပြတယ်လို့ကျွန်တော်ပေးလိုက်တာပဲဘာဖြစ်လို့လဲကျွန်တော်ကလူစီမှာမမျောတတ်တော့ဘူးလူစီမှာမမျောတတ်အောင်ဘယ်သူတင်ပေးလဲဆိုတော့ဘုရားပဲတင်ပေးတာနောက်ပြဟိုးတော့မှနည်းနည်းမမျောတတ်တာထောင်ထဲရောက်ပြီးတဲ့ကျွန်တော်ဘယ်သူမှမမျောတတ်တော့ပြီးသွားအောင်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထောင်ထဲရောက်သွားတဲ့အချိန်မှာကျွန်တော်မှပိုင်ရဆိုင်ရတွေမြန်မာပြည်မှာအများကြီးရှိခဲ့ဘူးတဲ့ပိုင်ရဆိုင်ရဆိုတာကခင်ဗျာတော်ပိုင်ရဆိုင်ရမထင်နဲ့မပြောချင်ဘူးပိုင်ရဆိုင်ရတွေတော်ရှိခဲ့တာတော့မှဒီနေ့ဖမ်းတယ်ဒီနေ့ထောင်ထဲရောက်တယ်အချုပ်တောင်းမရောက်လိုက်ရဘူးဆရာကြီးလူတယောက်ဆိုတာဖမ်းခံရအချုပ်ထဲတော့ရင်သွားမယ်လေတရားစီရင်ပြီးမှဘာညာကွိကွာထောင်ထဲရောက်မှာကျွန်တော်တခါတည်းဖမ်းတော့ထောင်ထဲပို့လိုက်တယ်အောင်ဆရာကြီးလုံးဘာမှညာမှမသိဘဲနဲ့ထောင်ထဲရောက်သွားပြီအထက်ထည့်ပလိုက်ပြီအရင်ရင်နာစရာကောင်းတဲ့အချိန်ရှိတယ်အဲ့ထောင်တကာကြီးပိတ်တဲ့အချိန်ကျင်းဆိုတော့ပိတ်လိုက်တဲ့အချိန်ကမျောလင့်ရှင်လုံးဝမရှိတော့တဲ့အချိန်
Emma Coco Copia Mira, Pemale, Nipai Nepudi. A chickere, Pemale. General possible Nai by the Toda, to Yellow, but they get near the Toya de Southam, John Nai by the Toda. General Pa, Kayare, she no, General Yamabi Makai, Hare, Yamabi Dari Tema, so no, Tatana, you visa Kaina, John Yawashi. A shame, but love pineless, since I cheat. Tatana, you visas of Baduma, Matobi, a shame, Tatana, you visa and need a Genovia. And love pine on one, they jet a pancan, they yet a town a yard. Banale, Dwale, being below pine pie. Loca, my title of pines, huh? Eddie Pine Luri Alabama Malone and a sheet is of Pia. Ace imagine on Nale or a Luha to get up, Baba Akosiamashu. Tell Tawika Congo Tidora, Napo Masa change out the portrait of Balawe. Down young and your cheer, down to the ballet, ye team Boma, a means so what down me. Hola, did I me? General Logama, go Akoya Melotin, Harry Apodi, and Yaishide. Damn it, to get the Yishi if you like, the Yama Akolo Mayaro that ching, pick up it. Amaka yet Edda. Pasaya Chandare. Go Kunina Melo Tinkere Dua. Go Doka Young Deshima, do let Doka Young. What the? Nenelity near Domachabo, what the? Nare Maniati Longwa Pishida Wade. Melo that change a dine, what a genie. Go Doka Young Deshi to let Doka Young Debi. Chisani go Monmano. Loka Mali, Akosia, Lusura the Gero Machine. Thou Jeremy can you second and Ama Babiole. Lugo goes away, Luta the Wago, and me pew the pin, Saint Long 10 night, Tarapia Tandoma, Twat Wado to thee, Jane at all to pit. The Kuso in do. I go in the same machine, a change him up. She de come ya. She de come ya. She de, I go in there. Malena no. She de no. She de, I go in there. A cola, a mala. To know the pay up, Jolly, to know my mama, don't you wish you. A mai, a koi, you don't know. Amaga at nasan na ni matire, ako at tong sa ko ni matire. Lizet yung mamacho. Turo atu ba chare chine ma jano, amiera lala pioni de atam meme de kushire. Mingle longwa lizet macho siya usubroma. Change out de ata, jake ada. Chino payaya mami me ari ata ma pyak twa chino na re ya chino aphe yo atupa cha ne chin ma le be ari ata me me yi be chino saka la pyo ke de min 40 ma jaw se ya o ama atan 22 နှစ်မှာအခေါင်းထဲမှာရေကြီးကိုချတော့မယ်အဲ့ဒီအခေါင်းမှာအဖုံးကိုနောက်ဆုံးညက်နာကိုကြည့်ပြီးဆိုပြီးတော့မှအဖုံးကိုဖွင့်တယ်နောက်ဆုံးကြည့်တဲ့အချိန်မှာမင်းလည်းအဲ့တိုင်းပဲ40မကြော်စီရဘူးတုံးဆိုပုံပိတ်လိုက်တဲ့အချိန်မှာဒီထဲမှာကျွန်တော်ကို39နှစ်မှာလောကနဲ့ထွက်သွားတယ်ကျွန်တော်ကိုပြောတဲ့စကားတစ်ခွန်းရှိတယ်ကျွန်တော်ဘယ်တော့မမေ့ဘူးကျွန်တော်ကအဲ့ဒီအမျိုးသားဇက်ယုံမှာတရားဟောတဲ့ချိန်အဲ့ဒါနောက်ဆုံးသူလာတဲ့ပွဲပဲညီလေးကိုအကိုတိတ်အားကြတာပဲညီလေးရဲ့အကိုဆူတောင်းပေးနော်အကိုမသိချင်သေးဘူးဒါမဲ့နှစ်ပတ်လောက်ကြာတဲ့ခါမှာကျွန်တော်အကိုလောကနဲ့ထွက်သွားပြီအဲ့ဒီချိန်မှလည်းပဲကျွန်တော်ထဲမှာပြန်လာတဲ့အတန်ကြားပြန်တယ်
ဒါပေမဲ့ကျွန်တော်ဘယ်လိုနှစ်သိမ့်လဲဆိုတော့ငါဖျားရပြီလေငါဖျားရပြီငါ့ကိုလည်းဖျားသခင်အတိုင်းတာတစ်ခုတည်းသုံးပြီးသွားပြီတင်လဲပြဿနာမရှိပါဘူးကိုနှစ်သိမ့်ပေမဲ့အထဲမှာတော့ယူပါအောင်ကြီးမထားရတော့ငါ40ကျော်မဲ့လူမဟုတ်ဘူးလို့အဲ့လိုပဲခံယူခဲ့တယ်ဒါပေမဲ့တရက်ကျမ်းစာဖတ်တဲ့အခါမှာဒါကြောင့်မှတ်ထားညီကိုမောင်မတို့ကျမ်းစာဆိုတာကတိယုံတိတာမဖြစ်စေနဲ့သင်အတွက်ဖြစ်သွားတဲ့အချိန်တခုလိုအပ်တယ်ပြန်ပြောပြကျမ်းစာဆိုတာတိယုံတိထားရင်သင်ရှုံးတတ်တယ်အဲ့ဒီကျမ်းစာတိယုံတိထားဖို့မဟုတ်သင်အတွက်ဖြစ်သွားဖို့အရင်ရေးကြည့်တယ်သင်အတွက်ဖြစ်သွားဖို့အရင်ရေးကြည့်တယ်ဒါကျွန်တော်မျိုးသမီးကျွန်တော်ဗာပြောလဲဆိုတော့ဆရာဒေးဗစ်ယေရှုပြုတ်